လက်ကင်ရောရိုးတန်းစကူနဲ့စုပ်လဲရတယ်ဒီစကူထဲထည့်ထားလို့လည်းဘယ်သူမှလည်းတောင်းမမြင်ပါဘူးနော်ခိုင်လန်ခန့်လာတွေဘာတွေလည်းအဲ့လောက်ကြီးအသေးစိတ်မကြည့်ဘူးဒါပေမဲ့ကျွန်တော်တို့ဘက်ကတော့ဒီစကူခိုင်ခန့်မှုအတွက်ကိုအတွင်းထဲမှာ GI လေးထပ်ပိုးပြီးတော့လုပ်ပေးထားဖြစ်ပါတယ် squat ပြဒါကြည့်ကြည့်နော်ခြေကြော်တကားမှာသုံးမဲ့တကရွက်ခြေကြော်တကား sorry ဒီမိဖို့ကုံတကားပေါ့မိဖို့ကုံတကားမှာသုံးမဲ့တကရွက်နော်တကရွက်ဆိုတော့ဒီမှာဒီထည့်ထားတဲ့ဟော်လိုလေး GI ဟော်လိုလေးရှိတယ်ဒါလေးရှိတာဘာအတွက်လဲဆိုလို့ရှိရင်သူကပတ်တာအတွက်မဟုတ်ဘူးဒီဟာလေးထည့်ထားတာကြတော့ဒါကအပေါ်ဘက်ချမ်းမှာဒီလက်ကင်ကတက်တာအောင်ကျွန်တော်တို့ကမိဖို့ကုံတကားလေးဆိုလက်ကင်အပေါ်ဘက်ကတ်တက်ပြီဆိုတော့လက်ကင်တက်တဲ့ခါကျတော့လက်ကင်မြဲဖို့အတွက်ဆိုရင်ကျွန်တော်တို့အတွင်းထဲမှာအမာကန်လေးပေါ့နော် GI ထပ်ထည့်ပေးတာလက်ကင်ရောရိုးတန်းစကူနဲ့စုပ်လဲရတယ်ဒီစကူထဲထည့်ထားလို့လည်းဘယ်သူမှလည်းတောင်းမမြင်ပါဘူးနော်ခိုင်လန်ခန့်လာတွေဘာတွေလည်းအဲ့လောက်ကြီးအသေးစိတ်မကြည့်ဘူးဒါပေမဲ့ကျွန်တော်တို့ဘက်ကတော့ဒီစကူခိုင်ခန့်မှုအတွက်ကိုအတွင်းထဲမှာ GI လေးထပ်ပိုးပြီးတော့လုပ်ပေးထားဖြစ်ပါတယ်ဆိုတော့ဒါအခုဆို Aladdin brand နဲ့ဒီဘုံတကားလေးထုတ်နေရပါဆိုတော့ဒါကကျတော့ဒါလက်ကင်အတွက် GI ထိုးထားတာဆိုတော့ဒီကောင်ကကျတော့ဒါပတ်တာအတွက် GI ဒါကြဘေးပတ်တာတွေအတွက်ကျတော့ GI ကအပေါ်အောက်ကိုပါတယ် GI 9မှတ်ပတ်လည်းထိုးထားပြီးပါတယ်ဒါကမိဘကုံတကားလေးတွေအမိတ်ရှံမှာမှားရဲဆိုရင်ကျွန်တော်တို့လုပ်ပေးတဲ့ပုံစံလေးဖြစ်ပါတယ်ဆိုတော့ GI နေထိုးထားတဲ့အတွက်ကြောင့်မလို့စကူခိုင်ခိုင်မှုအတွက်ကပြောစရာမလိုတော့ဘူးအမြဲတမ်းအပွင့်ပိတ်တွေများတယ်ဆိုလို့ရှိရင်လည်းပြဿနာမရှိဘူးအဆင်ပြေပြေနဲ့တုံးလို့ရမှာဖြစ်ပါတယ်အားပေးမှုတွေကျေးဇူးများတင်ရှိပါတယ်ခင်ဗျာ